ဒါလေးကတော့ကျွန်တော်ရဲ့ parcel ထုတ်ဒီမှာဆိုရင်အပေါ်မှာတက်တယ်ဒီ customer နဲ့ပတ်သက်တဲ့အညွှန်းစာရွက်လေးကျွန်တော်ဒီ parcel 8ပုံမှာကျွန်တော်ကတ်လေးရှိတဲ့အရာနော်အဲ့ဒါလေးကိုကျွန်တော်ကဒီကိုယ်တိုင်လုပ်ထားတာပေါ့နော်ဒီဇိုင်းကတော့ကျွန်တော်ကိုယ်တိုင်ဒီဇိုင်းတော့မဟုတ်ဘူးဒီဒီဇိုင်းကလေးကကျွန်တော်အရင်လုပ်ခဲ့တဲ့အလုပ်ကပေါ့နော်ကျွန်တော်အရင်တော့ကျွန်တော် Unitech မှာလုပ်ခဲ့ဘူးလေအဲ့ဒီ Unitech ဆိုင်ရဲ့ဒီဒီဇိုင်းလေးကိုကျွန်တော်ကယူထားတာ inspire ယူထားတာအဲ့လိုမျိုးလေးအဲ့ဒီမှာဆိုရင်ဘာလေးပါလဲကျွန်တော်တစ်ခါလေးပြပေးမယ်ဒီမှာဆိုတော့ဒါထိတ်တာကျွန်တော်ရဲ့ဒီ line ဆိုင်နာမည်ပေါ့နော်ဆိုင်တော့မရှိသေးဘူးဒါကျွန်တော်ရဲ့ brand name ပေါ့ဟုတ်လားကျွန်တော်အခုလက်ရှိလုပ်နေတဲ့စီးပွားရေး brand name Harry ညီမပြီးဒါကျွန်တော်ရဲ့ဒါဆိုင်နာမည် Harry ညီမဖုန်းနံပါတ်ကတော့ကျွန်တော်ဒါ Audio နဲ့ Telenor ဖုန်းနံပါတ်နှလုံးရှိတယ်ဒါလောဆယ်တော့ပုံမှန်ဆိုရင်ဒီအောက်နာမှာဆိုင်လိပ်စာရေးရမှာဒါပေမဲ့ကျွန်တော်မှာကဆိုင်မရှိသေးတယ်ဒါဆိုင်မပွင့်သေးတဲ့တော့ကျွန်တော်ဆိုင်လိပ်စာတော့ဒီမှာမထည့်တာဘူးပြီးသွားပြီဆိုဒီအောက်ဘက်မှာကဒါပစ္စည်းလက်ခံတူရဲ့ဒါအချက်လက်တွေဒီမှာနာမည်ဖုန်းနံပါတ်လိပ်စာအစတော့ကျွန်တော်ဒီနာမည်ဖုန်းနံပါတ်လိပ်စာကိုဒီမှာစာထဲမှာထည့်တယ်နောက်ပိုင်းကျွန်တော်မထည့်ချင်တော့ဒါဖြုတ်လိုက်တာเนาะတစ်ခါကျရင်စာတွေကအရန်ရှည်ကျွန်တော်ကဟိုချုပ်လို့ရအောင်ကိုယ်တိုင်ပဲရေးပြီးချုပ်လို့ရအောင်ဒီမှာအလွတ်တွေထားပေးတာပြီးဒီဘက်မှာဆိုတော့ delivery system ပေါ့ကျွန်တော်ဘာနဲ့ပို့လဲဆိုတော့ကျွန်တော်ဒီဘက်မှာရေးလေးရှိတယ်လက်ရှိဆိုကျွန်တော်မြန်မာ first နဲ့ဆိုရင်မြန်မာ first နဲ့ပို့တယ်ပြီး Royal Express ကတော့ကျွန်တော်အိမ်ရောက်ငွေချင်းတို့ကျွန်တော်မချိတ်ထားဘူးအားကြောင့် Royal Express ကငွေကြိုလက်နဲ့ပဲရဒါပေမဲ့ Royal Express နဲ့လည်းပို့တယ်ဒီမှာ Royal Express ဆိုပြီးရေးတယ်တခါလေးကျရင်ကားဂိတ်နဲ့ပို့တယ်ဆိုကားဂိတ်ဆိုပြီးရေးတယ်ကားဂိတ်လည်းငွေကြိုလက်နဲ့ပဲကျွန်တော်အိမ်ရောက်ငွေချီပို့ပြီးတာတော့မြန်မာ first နဲ့ပေါ့ပြီးရင် ordering date ကကျွန်တော်ဘယ်နေ့မှာဒီပစ္စည်းကိုစပြီးတော့ parcel ထုတ်တယ်ဆိုတော့ဒီမှာရေးထားတာเนาะ date တွေဒီမှာတက်တယ်ဒီအပေါ်မှာတော့ဒါ customer ဘက်ကနေပြီးတော့ငွေရှင်းရမယ်ပမာဏကိုဒီမှာရေးပြီးတယ်အောက်မှာကကျွန်တော်ဒီငွေနဲ့ပတ်သက်ပြီးတော့အချက်လက်ပေါ့ကျွန်တော်ငွေကောက်ရင်ပို့ကပါပြီးပေါ့เนาะစသဖြင့်အဲ့လိုအချက်လက်လေးဒီမှာ date လေးရေးတာပြီးဒီမှာတော့နာမည်ဖုန်းနံပါတ်လိပ်စာเนาะစသဖြင့်ပေါ့เนาะအဲ့လိုလေးရေးတယ်အဲ့ဒါကိုကျွန်တော်ကဒီမှာကျွန်တော် Photoshop နဲ့ပေါ့เนาะဒါ computer Photoshop နဲ့ကျွန်တော်ကဒီ design လေးကို A4 size မှာတော့ကျွန်တော်3ခုထည့်လိုက်ထည့်ပြီးတော့ကျွန်တော်ကအဲ့ဒါကိုမိတ်တူကူးလိုက်တာပေါ့ကျွန်တော်ဇော်မိတ်တူမှာတွားပြီးတော့မိတ်တူကူးလိုက်ဥပမာဆိုကျွန်တော်လိုတော့ပေါ့အရွက်50ဆို50ဒါမှမဟုတ်အရွက်100ဆို100ကူးရွာနေကျွန်တော်ကဒီတောက်ကလေးတွေကိုကြတော့စကူဖြတ်တဲ့ဆိုင်เนาะဒါနဲ့စကူဖြတ်တဲ့ဆိုင်ကိုတွားဖြတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဖြတ်ရတယ်တော်တော်များမှာဒီဘက်လည်းဖြတ်ရမယ်ဒီဘက်လည်းဖြတ်ရမယ်ဒီအပေါ်တွေဒီနားလေးတောက်လျှောက်ဖြတ်ရတဲ့တအားများရဗျာကျွန်တော်လည်းအကုန်ကြများပါပြီကျွန်တော်အဲ့လောက်ထိတော့မလုပ်တော့ပြီးတော့အရွက်ရည်လည်းများတယ်လေဟိုပြီးတော့စာတွေလည်းဖြည့်ရမှာဆိုတော့အဲ့ကြောင့်မို့ကျွန်တော်ကိုယ်တိုင်ဒီလိုပေတံလေးနဲ့ပဲဖြဲတယ်ပေါ့နော်တခါလိုတလောက်ပဲဖြဲတယ်ကျွန်တော်အများကြီးဖြဲပြီးတော့တော့ကြနေပြတ်တာတော့ပျောက်တာတော့ဖြစ်မှာဆိုလို့လိုမို့လို့ကျွန်တော်ပေတံနဲ့လိုတလောက်ဒီအနာတာပို့နေတဲ့အနာတာလေးကျွန်တော်ပေတံနဲ့ဒီလိုလေးတားပြီးတော့ဖြဲတာပေါ့နော်ဒါကတော့ကျွန်တော်လိုမျိုးတနိုင်တစ်ပိုင်းစီးပွားရေးလုပ်ချင်တဲ့လူတွေအတွက်ကျွန်တော်ကဒါဘဟုတုတရအောင်ဒါပြောပြပေးတာเนาะဆရာလောက်တာလည်းမဟုတ်ဘူးဒါကျွန်တော်ထိုက်ကျွမ်းကျင်တဲ့လူတွေလည်းရှိနေဒါတော့ကျွန်တော်လုပ်တဲ့ပုံစံလေးတွေဒါဘဟုတုတရအောင်ပြောပြပေးပုံမှန်ဆိုတော့အခုနောက်ပိုင်းကတော့ဒီလိုမျိုးဒါတွေကိုကျွန်တော်ကအခုလိုမျိုးကြီးလုပ်နေကြမလို့เนาะတခါတည်းဒီထက်ပိုလွယ်ကူတဲ့နီးလန်းနေနဲ့ကျွန်တော်လုပ်အောင်เนาะအဲ့လိုမျိုးလေးအဲ့ဒါကိုကျွန်တော်ဖြတ်တာလေးကျွန်တော်တခါတည်းပြလိုက်မယ်เนาะဒီကဘယ်နဲ့ညာကိုကျွန်တော်ဖြဲမယ်ပြီးဒီအပေါ်နဲ့အောက်ထိပ်ကလေးကိုကျွန်တော်ဖြဲတယ်ဗျနော်မှတော့ဒါဖြဲပြီးသွားပြီဒါကျွန်တော်3ရက်စာတစ်ခါလေးယူလာတာဒီမှာ3ရက်စာရပြီ3ရက်ကိုကျွန်တော်ပိုးပြီးတော့ဖြဲတာနော်အပေါ်အောက်ဒါဆိုရင်ဒါဇက်နဲ့ဖြတ်ရမလို့တော့နော်ဒါပေမဲ့အချိန်တော့ကုန်တာပေါ့ဗျာအချိန်ကုန်နေဒါပေမဲ့ငွေတော့တက်တာအဲ့လိုမျိုးလေးပြီးရင်မဖြဲလိုက်โอเคကုန်သွားပြီဒါဆိုတော့ဒီမှာကျွန်တော်3ရက်ဒီပိုးဖြည့်လိုက်တာ9ရက်စာရပါတယ်ပြီးရင်ကျွန်တော်ကဒီຢာလေးတွေကိုအညွှန်းစာရက်လေးတွေကို customer ရဲ့အကြောင်းအရာလေးဖြည့်ပြီးဒီ delivery မှာကျွန်တော်ကတ်တာနော်အခုကျွန်တော်စာရေးရာရှိတယ်အဲ့ဒါပါကျွန်တော်တစ်ခါလေးရေးပြအရင်ဆုံးနာမည်ရေးမယ်နော်နာမည်ရေးတဲ့ခါကျပုံမှန်ဆိုကျွန်တော်ဒီနားမှာအမီဖုန်းနံပါတ်လိပ်စာဆိုအဲ့လိုစာလေးနဲ့ရေးနောက်ပိုင်းမရေးတော့မရေးကြမလို့လေတိတ်နေတာပဲဟုတ်တယ်မလားကျွန်တော်ရေးလိုက်ပြီဒီမှာဒါဘာရေးမယ်ဆိုတော့အားလုံးသိနေပြီလားဒီမှာကျွန်တော်အမီရေးမှာနော်ဒါဝယ်သူရဲ့ဒါနာမည်ပေါ့ဝယ်သူရဲ့နာမည်ရေးမယ်နောက်ပြီးအောက်မှာဖုန်းနံပါတ်နော်နောက်ပြီးဒီမှာလိပ်စာနော်လိပ်စာကိုကျွန်တော်ကနော်သူပေးထားတဲ့အတိုင်းလေးပဲကျွန်တော်ရေးတယ်ရန်ကုန်ကော်မူမျိုးနေဟုတ်လားဒီပလာပေါ့နော်ဒါကတော့ကျွန်တော်အသေးစိတ်မရေးပြတော့နောက်မှကျွန်တော်ရေးလိုက်တော့မယ်နော်โอเคဒီမှာတော့ delivery system ကကော်မူကကျွန်တော်အိမ်ရောက်ငွေချီပို့ပေးတယ်ဒါကြောင့်မို့ကျွန်တော်ညမ first နဲ့ပို့ပါတယ်နော်
မြန်မာ first ပြီးရင်ဒါဒီနေ့ကျွန်တော် order ကောက်တဲ့နေ့เนาะဒါ10ရက်နေ့ပေါ့10ရက်5လ2026အဲ့တော့ဒီကိုကမှာထားတာက Mix SC keyboard mouse combo ဈေးနှုန်းက32500ပို့က9000ပို့က9000ဆိုတော့33000ကျတယ်เนาะဒီလိုလေးကိုမာလေးခံပြီးလိုက်ပြီးပြီဆိုဒီအောင်ဘလို့သူ့ရဲ့အကြောင်းအရာကိုဒီအောက်မှာရကျွန်တော်ဒါငွေကောက်ရန်နော်ပို့ကပါတစ်ခါလေးပေါင်းပေးတာဖြစ်တယ်ပို့ကပါပြီးအဲ့လိုမျိုးကျွန်တော်ရေးပုံမှန်ဆိုတော့ဒါတွေကကျွန်တော်မှာ printer တွေရှိ printer ရှိရင်ဒါတွေကိုကျွန်တော်ရေးကြရမလို့တော့ဒါတွေကိုကျွန်တော်ဒီကွန်ပျူတာမှာတင်အိတ်ရဲမှာတင်ကျွန်တော်ဒါတွေကိုဖြည့်ပြီးတော့စရင်ဖြည့်ပြီးတော့ print ထုတ်လိုက်ရမယ်ဒါပေမဲ့ကျွန်တော် printer မရှိတဲ့အတွက်ကျွန်တော်ဒီလိုလေးပဲလက်နဲ့ပဲရေးရအချိန်တော့ကုန်တာပေါ့ဗျာအဲ့လိုမျိုးလေးနော်အခုကျွန်တော်ပြပေးနေတဲ့အရာကကျတော့ကျွန်တော်အခုလက်ရှိလုပ်နေတဲ့အလုပ်တွေကတစ်စိတ်တစ်ပိုင်းကိုကျွန်တော်ပြပေးတာဒါကကျွန်တော်ပါဆယ်ထုတ်တဲ့အပိုင်းပေါ့နော်ကျွန်တော် online shop မှာဆိုရင်တော့အပိုင်း3ပိုင်းရှိမယ်နော်ပထမအပိုင်းကကျွန်တော်တို့ကြော်ညာတဲ့အပိုင်းပစ္စည်းတွေကိုကြော်ညာတယ်နော် marketing လုပ်တာပေါ့ဗျာပစ္စည်းတွေကိုဗီဒီယိုရိုက်ပြီးကျွန်တော်တို့စာတွေနော် caption တွေရှာ caption တွေရေးတယ်ပြီးရင်ကျွန်တော်တို့ line ပေါ်မှာကြော်ညာတယ်ဒါ marketing လုပ်တဲ့အပိုင်းပြောမယ်ဆိုရင်တော့ဒါ content writing ပေါ့ content creation လုပ်တဲ့အပိုင်းဒုတိယကကျတော့အဲ့ content creation လုပ်ပြီးကြော်ညာတယ်အဲ့ဒါကိုကျွန်တော်တို့ဝယ်သူတွေရောက်လာပြီဆိုရင်ကျွန်တော်တို့ order ကောက်ရတယ်နော် order ကောက်တဲ့အပိုင်းရှိမယ်နော် order ကောက်တာကကျွန်တော်တို့ line ပေါ်မှာကျွန်တော် TikTok ကနေဖြစ် Facebook ကနေဖြစ်နော်စာရီပို့လာပြီဆိုကျွန်တော်တို့ကသူတို့လိုချင်တဲ့ပစ္စည်းကိုကျွန်တော်တို့လာမေးကျွန်တော်ဖြည့်ပေးမယ်ပြီးရင်ပစ္စည်း order confirm ဖြစ်သွားပြီဆိုရင်တော့အခုလို့ဒါ parcel ထုတ်တဲ့အပိုင်းရောက်သွားပြီနော်အဲ့တော့3ပိုင်းအဓိကအပြီး3ပိုင်းပေါ့ဗျာ3ပိုင်းခွဲခြားလိုက်တယ်လောဆယ်ကျွန်တော်ကတနိုင်တစ်ပိုင်းလောက်တာဖြစ်တဲ့အတွက်ဒီ3ပိုင်းလို့ကျွန်တော်ကိုယ်တိုင်တယောက်တည်းလောက်တာနောက်ပိုင်းမှာကျွန်တော်ကကြီးထွားလာပြီဆိုတော့ဒါတွေကိုကျွန်တော်ကတာဝန်ခွဲဝေပေးရတော့လောဆယ်ကကိုယ်တိုင်စတင်ပြီးတော့မှနောက်လူတွေကိုမျှဝေတဲ့အခါကျကိုယ်တိုင်ကျွမ်းကျင်နေမှမျှဝေရတာပို့ပြီးတော့လွယ်ကူတယ်လေနော်အဲ့တော့ဒါကတော့ကျွန်တော်ဘုဒ္ဓအနေနဲ့ပြောပြတာနော်အဲ့တော့အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်